ဒီဇင်ဘာလခရစ်မတ်ဖြစ်တဲ့အတွက်ခရစ်မတ်ကိုအဓိကဖြစ်စေတဲ့သူတယောက်ကြောင့်ကိုပြောပြချင်တယ်။ကျမ်းစာထဲမှာအဲဒီခရစ်မတ်ရဲ့အစကိုမှတ်တမ်းတင်ထားတဲ့ကျွန်တော်တွေ့ရတယ်။ရှင်လုကာခရစ်ဝင်ကျမ်းခန်းကြီး1အပိုင်ငယ်7မှာဘာပြောထားလဲဆိုလို့ရှိရင်ယနေ့တွင်ဒါဝိဒ်၏မြို့၌သခင်ခရစ်တော်သည်ဟူသောကယ်တင်သောအရှင်တင်တို့အဖို့လို့ဟောနေခြင်းခံလို့ဆိုပြီးတော့မှပြောထားတာဖြစ်တယ်။ဆိုတော့အဲ့ဒီစကားကဘယ်သူကိုပြောတာလဲလွန်ခဲ့တဲ့နှစ်ပေါင်း2000မှာတိုးထိန်နေနေတဲ့သူတို့ညတကောင်မှာအိတ်နေတဲ့အချိန်ကောင်းကင်တမန်တွေကအဲ့ဒီတင်းစကားကိုလာပြောတယ်။ကယ်တင်သောအရှင်မွေးဖွားပြီးအဲ့ဒီကယ်တင်တဲ့အရှင်ကဘယ်သူလဲကျွန်တော်အကုန်လုံးသိပြီးသားဖြစ်တယ်။ကြားမှုပြီးသားဖြစ်တဲ့ယေရှုဖခင်ဖြစ်တယ်။အဲ့ဒီယေရှုဖခင်ကလူတွေကိုကယ်တင်ဖို့အတွက်လောကကြီးထဲမှာသူကဝေဖွာလာတာဖြစ်တယ်။ဘာကြောင့်မို့လူတွေကိုကယ်တင်ရတာလဲ။ဘာကြောင့်လဲဆိုလို့ရှိရင်လူတွေအားလုံးကစံစာထဲမှာပြောထားတယ်။အပြစ်ရှိတဲ့အတွက်ကြောင့်မို့တည်ခြင်းကိုရောက်တယ်။လူတွေတည်ရတဲ့အရာကအပြစ်ရှိလို့တည်တာဖြစ်တယ်ဆိုပြီးတော့မှစံစာထဲမှာရေးထားတယ်။တည်ခြင်းမှာပဲလမ်းဆုံးတော့လားမဆုံးသေးဘူး။လူတွေအားလုံးကိုထာဝရငရေဆိုတဲ့အရာကဒါကြိုးစိုးနေတာဖြစ်တယ်ပြီးလို့ရှိရင်ဆိုတော့အဲ့ဒီငရေကခဏလေးเนาะကျွန်တော်တို့ဒီတဏှာကြီးလောက်လေးတွက်ခံပြီးတော့မှပြန်လာမယ်လို့ရတဲ့ငရေထာဝရငရေဖြစ်တယ်။တစ်ခေါက်ကျရင်ထာဝရအမြဲတမ်းနေရမယ်ငရေဖြစ်တယ်။ဒါကြောင့်မို့လူတွေအားလုံးဘုရားသခင်ကသူ့ရဲ့ပုံသဏ္ဍာန်တော်နဲ့ဒီဖန်ဆင်းထားတဲ့လူတွေအားလုံးသူ့ရဲ့သားသမီးတွေအားလုံးဟာထာဝရငရေထဲမှာသွားတော့မယ်ဆိုတဲ့အရာကိုသူကမြင်တဲ့အချိန်မှာအဲ့ဒါကိုကယ်တင်ဖို့အတွက်ကယ်တင်သောအရှင်သူ့ရဲ့တပါးဒီတော်သားတော်ယေရှုဘုရားကိုလောကကြီးထဲကိုဆင်လွတ်ခဲ့တာဖြစ်တယ်။အဲ့ဒီယေရှုခရစ်တော်ဘုရားကတင်တဲ့ကျွန်တော်ရဲ့အပြစ်တွေအားလုံးကိုလက်ဝါးကားတိုင်းမှာအသေးခံပြီးတော့မှယူဆောင်သွားပေးတဲ့ဘုရားဖြစ်တယ်။တေခံပြီးတဲ့ချိန်မှာတကြိုချင်းခံတယ်ပြီးလို့ရှိရင်3ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တဲ့ဘုရားဖြစ်တယ်။ဒီချင်းကိုအောင်မြင်တဲ့ဘုရားဖြစ်တယ်။ဒီနေ့ချိန်ဒီတိုင်းအသက်ရှင်နေတဲ့ဘုရားဖြစ်တဲ့အတွက်ဒီဇင်ဘာလရောက်တိုင်းမှာကျွန်တော်တို့ကအဲ့ဒီယေရှုခရစ်တော်ဘုရားရဲ့ birthday ကိုဆင်နွှဲတဲ့အနေနဲ့ကျွန်တော်တို့ Christmas ကိုလုပ်ဆောင်ရခြင်းဖြစ်တယ်။ Christmas ကိုအဓိကဖြစ်စေတဲ့သူကယေရှုဘုရားဖြစ်တယ်။အဲ့ဒီယေရှုခရစ်တော်ဘုရားကိုသင်အနေနဲ့ယုံကြည်လက်ခံတယ်ဆိုလို့ရှိရင်နောင်တမလွန်အတွက်တင်ကဆိုရင်စားနောင်တမလွန်မှာထာဝရငရေတွားဖို့အတွက်သင်အနေနဲ့နော်အဲ့ဒီဟာအတွက်တင်ဆိုရင်စားပြီးတော့ယေရှုခရစ်တော်ဘုရားကတင်ကိုကယ်တင်ပေးတာဖြစ်တယ်။ဆိုတော့ယေရှုခရစ်တော်ဘုရားကကယ်တင်တော်ရှင်ဖြစ်တယ်။နောင်တမလွန်အတွက်ကယ်တင်တယ်လို့ဒီနေ့တင့်အနေနဲ့လောကကြီးထဲမှာဆက်ပြီးတော့မှအသက်ရှင်တဲ့ချိန်မှာဘုရားသားသမီးတွေနဲ့ယုံကြည်ဘုရားသားသမီးတွေနဲ့ကျွန်တော်တို့ယေရှုခရစ်တော်ဘုရားကိုယုံကြည်လက်ခံပြီးတော့မှအသက်ဆက်ရှင်တဲ့အချိန်မှာကျွန်တော်တို့တွေ့ကြုံရတဲ့အခက်အခဲပြဿနာတွေနဲ့ပြီးတော့ကယ်တင်တဲ့ဘုရားဖြစ်တယ်။သူကကယ်တင်ရှင်ဖြစ်တယ်။ထာဝရငရေထဲကနေလည်းကယ်တင်တယ်လို့ဒီနေ့လောကကြီးထဲမှာတွေ့ကြုံရတဲ့အခက်အခဲပြဿနာတွေကယ်တင်တဲ့ဘုရားဒါကိုကျွန်တော်ကျမ်းစာထဲမှာဒါဘုရားသခင်ကယ်တင်တဲ့ဘုရားဖြစ်တယ်ဆိုတဲ့အရာကိုကျမ်းစာထဲမှာကျွန်တော်ကပ္ပဦးကျမ်းကနေကြားတဲ့ကျမ်းတွေကျွန်တော်တွေ့ရတာဖြစ်တယ်။ဒါကြောင့်မို့တင့်ကိုဒီလောကကြီးထဲမှာအခက်ခဲကြုံနေတဲ့အချိန်မှာလည်းကယ်တင်မဲ့ဘုရားဖြစ်တယ်။အဲ့ဒီဘုရားကိုတင့်အနေနဲ့ဒီဇင်ဘာလမှာယုံကြည်လက်ခံဖို့အတွက်ကျွန်တော်အနေနဲ့လက်ဆောင်အနေနဲ့ပေးချင်တာဖြစ်တယ်။ဒီလက်ဆောင်ကိုဘုရားသခင်ကိုယ်တိုင်ကအရင်ပေးခဲ့တာဖြစ်တယ်။ပြီးလို့ရှိရင်အဲ့ဒီအရာကိုကျွန်တော်အနေနဲ့ယေရှုခရစ်တော်ဘုရားကိုကျွန်တော်အနေနဲ့လက်ဆောင်ပေးခြင်းဖြစ်တယ်။ဒီဇင်ဘာကာလမှာခရစ်ယာန်တွေအချင်းချင်းလက်ဆောင်ပေးကြတယ်။အဲ့ဒါဘာကိုရည်ရွယ်တာလဲ။ကယ်တင်ခြင်းလက်ဆောင်ဘုရားသခင်ကသူ့ရဲ့တပါးဒီသားတော်ယေရှုဘုရားကိုပေးတယ်လို့ဒီနေ့ကျွန်တော်အချင်းချင်းလက်ဆောင်ပေးတဲ့အနေနဲ့ဒီဇင်ဘာလမှာတင့်ကိုခရစ်စမတ်လက်ဆောင်အနေနဲ့ယေရှုခရစ်တော်ဘုရားကိုကျွန်တော်အနေနဲ့ပေးချင်တာဖြစ်တယ်။အဲ့ဒီယေရှုခရစ်တော်ဘုရားယုံကြည်လက်ခံပါတင့်ကိုမဆာကယ်တင်မဲ့ဘုရားဖြစ်တယ်ဆိုတဲ့အရာကိုဘုရားဒီဇင်ဘာလထဲမှာအဓိကခရစ်စမတ်ကိုဖြစ်စေတဲ့ယေရှုခရစ်တော်ဘုရားရဲ့အကြောင်းလေးကိုပြောပြချင်တာဖြစ်တယ်။အားလုံးပေါ်ဖျားရှင်ကောင်းကြီးပေးပါစေ။ Merry Christmas ပါ။